မိသားစုတွေနော်ဒီနေ့ကျွန်တော်ရဲ့နော် YouTube ကောင်ကိုအမြဲတမ်းဘာဗီဒီယိုတစ်တင်ထားပေးလဲနော်ဘာတွေတင်ထားပေးလဲလို့စိတ်ဝင်စားကြည့်ပေးနေတဲ့မိသားစုအယောက်စီတိုင်းကိုဒီနေ့ကနေစပြီးမှကျွန်တော်ဗီဒီယိုတွေထပ်ပြီးမှတင်ပေးတော့မယ်ဆိုတဲ့အရာကိုမိသားစုကိုကျွန်တော်တင်ကောင်းပါလိုက်ခြင်းတယ်။အဲဆိုကြံခဲ့တဲ့ချိန်တွေကကျွန်တော်ဒီခီထွက်လိုက်တာနဲ့เนาะမတင်ဖြစ်တာနဲ့အဲ့လိုဖြစ်နေလို့ပါဒါကြောင့်မို့ဒီနေ့ချစ်ရတဲ့မိသားစုတွေကိုเนาะဖခင်ရဲ့ကောင်းမြတ်အကြောင်းတွေကိုမိသားစုတွေကိုကျွန်တော်ပြောပြချင်တယ်ဒီအရာကတော့ဗာလဲဆိုလို့ရှိရင်ရှင်မကုတ်အခန်းကြီးเนาะအခန်းကြီးဒီ6မှာအခန်းကြီး6အငယ်23မှာဗာပြောထားလဲဆိုအခန်းကြီး6အငယ်23မှာဗာပြောထားလဲဆိုလို့ရှိရင်ယုံကြည်တော်သူဖြစ်လင်ခတ်သိမ်းတော်မှုတို့ကိုတတ်နိုင်သည်ဟုမိန်တော်မူ၏နော်ဒီမှာကဘု து အကြောင်းပြောထားတယ်လဲဆိုလို့ရှိရင်ဒီနတ်ဆိုးကနော်ဝင်လိုက်တဲ့သူရဲ့အကြောင်းကိုနော်ဘာလဲဆိုရင်နတ်ဆိုးဒီမှာကြည့်နော်အငယ်18မှာနတ်ဒီဖန်ဆားရရ၌သူ့ကိုမြေပေါ်၌လဲ၍သူဒီကတွင်မှအမြုပ်ထွက်အန်တွားခဲကျိတ်လက်ပိန်6လက်နေ၏တဲ့နော်ပြောချင်တဲ့အရာကဟောသူ့ရဲ့သားစင်မှာနတ်ဆိုးဝင်လိုက်တဲ့အရာတွေကနော်သူ့ရဲ့အသားကိုနော်ဗာလဲဆိုလို့ရှိရင်မိထဲမှာလည်းပြစ်လဲစေတယ်ပြီးကြလို့ရှိရင်လူများတွေရှေ့မှာဆိုလဲပြီးပါဇက်ကနေအမြုပ်ထက်သွားတယ်ဆိုတဲ့အရာကိုတော့ဒီမှာပြောထားတဲ့အရာဖြစ်တယ်ဒါကြောင့်ဘို့တဲ့ငါဖခင်ရဲ့သားတော်ဖြစ်တဲ့ယေရှုခရစ်တော်ဖခင်ငါတတ်နိုင်တယ်ဆိုတဲ့အရာကိုနတ်ဝင်ချင်းခံရတဲ့တာရဲ့ဖခင်ကိုမေးလိုက်တဲ့အခါမှာဟာကိုရောတတ်နေတယ်ဆိုတာကိုကျွန်တော်ယုံကြည်တယ်ဆိုပြီးမှเนาะအဲ့ဒီကလေးရဲ့ဖခင်ကပြောလိုက်တဲ့အခါမှာเนาะသခင်ယေရှုကတဲ့เนาะဒီမှာကြည့်အငယ်24မှာသူငယ်ရဲ့အဘသည်ချက်ချင်းเนาะဟစ်ကြော်၍ကျွန်တော်ယုံကြည်ပါဤသခင်เนาะမယုံကြည်ဒီကိုမဆတော်မူပါမျက်ရည်နဲ့เนาะပြန်လျှောက်လေ၏မယုံကြည်တာမဟုတ်ဘူးတဲ့လုံးဝကိုရောတတ်နိုင်တယ်လုံနိုင်တယ်ဆိုတာကိုကျွန်တော်ယုံကြည်တယ်ဒါကြောင့်မို့မဆပါလို့အဲ့လိုပြောလိုက်တဲ့အခါမှာချက်ချင်းပဲတဲ့နော်သခင်ယေရှုကပြောလိုက်တာနော်ဒီကလေးကိုနော်အစေတဲ့နတ်ဒီကလေးကိုညင်းဆဲတဲ့နတ်လုံးဝသူငယ်အထက်မှာထွက်လောဆိုပြီးမှအမိန့်ပေးလိုက်တဲ့အခါမှာလုံးဝဒီနတ်ဟာလုံးဝထွက်သွားတယ်ဆိုတဲ့အရာကိုမြင်တွေ့ရတာဖြစ်တယ်။ဒါကြောင့်မို့သခင်ယေရှုကိုမိမိရဲ့အသက်ခင်ကယ်တင်မယ်ရှင်ပြလက်ခံယုံကြည်တဲ့သူတူတယောက်စတိုင်းတချို့သောယုံကြည်သူတွေကိုဖခင်သခင်ကဒီစုကျေးစုပေးထားတယ်နော်။ဒါကြောင့်မို့ယုံကြည်သူယေရှုခရစ်တော်ဘုရားကိုမိမိရဲ့အသက်ခင်ကယ်တင်မယ်ရှင်ပြလက်ခံယုံကြည်ထားတဲ့သူတွေအယောက်စတိုင်းဖခင်သခင်ပေးထားတဲ့စုကျေးစုတွေရှိတယ်။ဖခင်သခင်ပေးထားတဲ့အများနဲ့မတူတဲ့အစွမ်းစားတွေရှိတယ်။အဲ့ဒီအစွမ်းစားတွေကိုတင်ထုတ်သုံးပါ။အဲ့ဒီအစွမ်းစားနဲ့ပဲဖခင်ရဲ့ဘုန်းတော်ကိုထင်ရှားစေကြောင်းဖြစ်စေပါ။ဒါကြောင့်မို့မိသားစုတွေကျွန်တော်ပြောချင်တယ်ကျွန်တော်တို့အတ္တတာမှာဖခင်ပါပေးထားလဲဆိုတာမသိသေးဘူးဆိုရင်ဖခင်ကိုမေးမြန်းလို့ရတယ်ဖခင်စီမှာစွတ်တောင်းလို့ရတယ်ဖခင်စီမှာနော်အဖြေရှိတယ်ဆိုတဲ့အရာကိုမိသားစုကိုကျွန်တော်ပြောချင်တာဖြစ်တယ်ဒါကြောင့်မို့ဖခင်ကိုပေးထားတဲ့စွတ်ချထားတဲ့အရာတွေသိစေဖို့ဖို့လို့ငါဖခင်ကအယောက်စီတိုင်းကိုယုံကြည်သူတူတယောက်စီတိုင်းကိုစုကျေစုမတူညီအောင်ပေးထားတဲ့အရာရှိတယ်ဒါကြောင့်မို့ဒီစုကျေစုကိုအသုံးပြုပြီးမှဖခင်ရဲ့ဘုန်းတော်ကိုထင်ရှားစေကြောင်းဖြစ်စေဖို့ဘလို့ငါဒီနှုတ်ကပတ်တော်လေးနဲ့မိသားစုတွေကိုမျှဝေရခြင်းဖြစ်တယ်ကျွန်တော်ရဲ့ဒီ YouTube အကောင့်ကိုเนาะအမြဲတမ်းကြည့်ပေးနေတဲ့အတွက်ကျေးဇူးတင်တယ်ကျွန်တော်ရဲ့နှုတ်ကပတ်တော်ကိုနားထောင်ခြင်းအဖြစ်အသက်တာမှာတိဆောက်ဆရာဖြစ်တယ်ဆိုရင်ကျွန်တော်ရဲ့ဒီ YouTube အကောင့်ကို Subscribe Like and Share Comment လေးရေးဖို့ရတဲ့မိသားစုတွေကိုတောင်းဆိုပါတယ်ဘာဖြစ်လို့ Subscribe လုပ်ခိုင်းလဲဆိုရင်ကျွန်တော်တင်လိုက်တဲ့ဗီဒီယိုတွေဟာမိသားစုအတွက်ကိုเนาะခွန်အားဖြစ်စေဖို့ဖို့လို့ငါတိဆောက်ဆရာဖြစ်စေဖို့ဖို့လို့ငါကျွန်တော်မျှော်လင့်ယုံကြည်လက်ပြောပြရခြင်းဖြစ်တဲ့မိသားစုရစတဲ့ပေါ်မှာဖျက်ခင်မဆာခြင်းခံစားရပါစေ